မင်္ဂလာပါဒီဗီဒီယိုမှာကျွန်တော်တို့ရဲ့အိမ်မှာရှိတဲ့ဖိုးဖွားတွေရဲ့ညိုတကြီးလိုနေရာမျိုးခြေဖမိုးလိုနေရာမျိုးတွေမှာတင်းနေတယ်ရောင်နေတယ်ဖောနေတယ်ဆိုရင်ဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရာလေးတွေကိုရှင်းလင်းလုပ်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဆေးရုံဆေးကန်းတွေကိုလူကြီးတွေလာတဲ့အခါမှာခြေထောက်တွေတစ်ဖက်တည်းတင်းနေတယ်ဆိုရင်ဒီဘက်ခြေထောက်မှာရှိတဲ့သွေးပြန်ကြောတွေပိတ်နေတာမျိုးတွေပြန်ရည်ကြောတွေပိတ်နေတာမျိုးတွေဒါမှမဟုတ်ဒီဘက်ခြေထောက်မှာအနာတစ်ခုခုရှိပြီးတော့အနာထဲပိုးဝင်ပြီးတော့ရောင်နေတာမျိုးတွေဖြစ်နိုင်ခြေရှိတယ်အဲ့လိုမှမဟုတ်ဘဲနဲ့ခြေထောက်ကနှစ်ဖက်လုံးတင်းနေတယ်ကျွန်တော်တို့ဖိကြည့်လိုက်ရင်လည်းအထဲကိုပိသွားပြီးတော့ပြန်ဖောင်းလာတယ်ဆိုရင်ကျွန်တော်တို့ကသတိထားဖို့လိုတယ်အထူးသဖြင့်တော့နှလုံးမကောင်းတဲ့လူတွေပေါ့နော်အသက်ကြီးတဲ့လူတွေမှာနှလုံးကောင်းကောင်းအလုံးမလုံးနိုင်ဘူးနှလုံးညှစ်အားတွေကြားနေတယ်ဆိုတော့ဖိုးဖွားတွေမှာဆိုရင်ဒီလိုမျိုးခြေထောက်လေးတွေတင်းနေတာမျိုးဖြစ်တတ်တယ်နှလုံးကြောင့်ဖြစ်တဲ့ဖိုးဖွားတွေကြတော့ကျွန်တော်တို့မောတယ်တက်ရှူချက်တယ်ရင်တုံတယ်လှရှာမလုပ်နိုင်ဘူးညဘက်အိပ်ရင်လည်းရုပ်တရက်ထားထိုင်ရတယ်စသည်ဖြစ်ပေါ့နော်နှလုံးနဲ့ပတ်သက်တဲ့လက္ခဏာလေးတွေတွဲနေလေးရှိပါတယ်ဒါကနံပါတ်1ချက်ပေါ့နော်နံပါတ်2ချက်ကတော့ကျွန်တော်ကြောက်ကပ်မကောင်းတဲ့သူတွေကြောက်ကပ်ကကျွန်တော်တို့ခန္ဓာကိုယ်မှာရေဓာတ်တွေကိုသူကထိမ့်ပေးတယ်ပေါ့နော်ကြောက်ကပ်မကောင်းကြောက်ကပ်ကအလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့လူကြီးတွေမှာဆိုရင်သူတို့ကမျက်ခွန်လေးတွေတင်းတာမျိုးတွေမျက်နှာတွေအန်းတာမျိုးတွေဖြစ်တတ်တယ်ဒီရေဓာတ်တွေကိုခန္ဓာကိုယ်မှာကောင်းကောင်း balance မလုပ်နိုင်တော့ကျွန်တော်တို့ခြေထောက်လေးတွေတင်းနေတာမျိုးဖောနေတာမျိုးတွေလည်းဖြစ်တတ်တယ်အဲ့လိုလူတွေကြတော့ကျွန်တော်တို့ကစီးစစ်ကြည့်တဲ့အခါမှာစီးထဲမှာကျွန်တော် protein အသားစားတွေတွေ့တာမျိုးတွေစသည်ဖြစ်ပေါ့နော်ကျွန်တော်သွေးထဲမှာအဆိပ်တောက်တွေ urea တို့ creatinine တို့ဒီဓာတ်တွေတက်နေတာမျိုးတွေလည်းကြုံရတတ်တယ်ပေါ့နော်ဒါကတော့ကြောက်ကပ်မကောင်းလို့ဖြစ်တာပေါ့နံပါတ်3ကတော့ကျွန်တော်တို့အသေးမကောင်းတဲ့လူတွေအထူးသဖြင့်တော့အသေး6တဲ့လူတွေကအသေးကနေ albumin လို့ခေါ်တဲ့ protein အသားဓာတ်တစ်မျိုးထုတ်တာကိုမထုတ်နိုင်တော့မထုတ်တဲ့အခါမှာဒီ albumin ကကျွန်တော်တို့ရဲ့သွေးကြောထဲမှာရှိတဲ့သွေးတွေကိုအပြင်မထွက်သွားအောင်ကျွန်တော်ရဲ့သွေးကြောတွေဆိုတာစိတ်မီအပြင်ကိုထွက်တတ်တယ်မထွက်တော့အောင် तू ကဆွဲထားပြီးတဲ့အလုပ်ကိုလုပ်တာအဲ့ဒီ protein လေးကိုမထုတ်နိုင်တော့တဲ့အသေး6တဲ့လူတွေဆိုရင်ကျွန်တော်တို့သွေးကြောထဲမှာရှိတဲ့အရည်တွေကအပြင်ကိုစိတ်ထွက်ကုန်တာအထူးသဖြင့်တော့ bike ခေါင်းတွေကိုစိတ်ထွက်ရင်ကျွန်တော်ရေပြင်းဆွဲတယ်ဆိုတာ bike တွေဖောလာတာမျိုးတွေဖြစ်တယ်ကျွန်တော်ခြေထောက်လိုနေရာမျိုးတွေမှာဆိုရင်ခြေထောက်တွေတင်းနေဖောတယ်အန်းနေပေါ့နော်ဒါမျိုးတွေဖြစ်တတ်ပါတယ်ဒါကတော့အသေးမကောင်းတဲ့လူတွေပေါ့နော်တချို့ကြတော့ကျွန်တော်တို့ဆေးတွေပေါ့လူကြီးတွေကအထူးသဖြင့်တော့ amlodipine လို့ခေါ်တဲ့သွေးကြဆေးတွေဒီဆေးတွေတောက်တဲ့အခါမှာရေရှည်မှာခြေထောက်တွေတင်းလာတာမျိုးဖောလာတာမျိုးကြုံရတတ်တယ်တချို့ကြတော့အကိုက်ခဲဆေးတွေပေါ့နော်အဖိုးဖွားတွေကကိုလက်တွေနားတယ်အကိုက်ခဲဆေးတွေတောက်တယ်ဆိုရင် ibuprofen လို့ဆေးမျိုးတွေကျွန်တော်တို့ aceclofenac လို့ဆေးမျိုးတွေအကိုက်ခဲဆေးတွေပေါ့ဗျာnon steroidal anti inflammatory drug လို့ခေါ်တယ်ဒီလိုဆေးတွေကိုတောက်လိုက်ရင်နောက်နေ့မှချက်ချင်းခြေထောက်လက်တွေတင်းလာတာမျိုးဖြစ်တတ်တယ်တချို့ကြတော့ဟော်မုန်းနဲ့ပတ်သက်တဲ့ကိစ္စတွေပေါ့နော်ဒါကတော့လူကြီးတွေတော့မဆိုင်ဘူးလူငယ်တွေတက်လက်ပိုင်းတွေအတွက်ကြတော့ကျွန်တော်တို့တက်စထရိုဇုန်းလိုမျိုးဟော်မုန်းထိုးဆေးတွေအီစထရိုဂျင်လိုမောင်းဟော်မုန်းဆေးတွေဒီဆေးတွေကြောင့်လည်းဖောလာတာမျိုးတင်းလာတာမျိုးကြုံရတတ်တယ်အဲ့တော့ကျွန်တော်ခုနပြောတဲ့အကြောင်းအရာတွေကတော့အဓိကတော့လူတစ်ယောက်ခြေထောက်တွေတင်းလာတယ်ဖောလာတယ်ရောင်းလာတယ်ဆိုရင်ဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရာတွေပါဒါကြောင့်မို့အိမ်မှာလူကြီးတွေဖိုးဖွားတွေခြေထောက်ကိုကြည့်လိုက်လို့ညိုတကြီးလေးတွေတင်းနေတယ်ခြေဖမိုးလေးတွေအန်းနေတယ်ဆိုရင်ခုနပြောတဲ့အကြောင်းအရာတွေဖြစ်နိုင်ပါတယ်ဆေးရုံဆေးကန်းပြဖို့လိုတယ်အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်